နာယူပူဇော်ကြပါစို့ဓမ္မမိတ်ဆွေအပေါင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံတော်ကိုမြန်မာနိုင်ငံမြန်မာလူမျိုးတွေရဲ့ရှင်တဲ့နှလုံးထဲရောက်လာတာဟာဘယ်ခေတ်ကရောက်တယ်လို့ဆိုတာအတိအကျမပြောနိုင်တော့လည်းပဲ AD 400စုနှစ်တူဖော်လို့ရတဲ့ရွှေပိလွားတွေရပြောမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေမြန်မာပြည်ရှောက်ရှိနေပြီလို့ဆိုနိုင်တယ်ပေါ့မြန်မာရာဇဝင်တွေရပြောမယ်ဆိုရင်တော့မြန်မာအစတကောင်းကဆိုတာလက်ခံမဲ့ဆိုရင်အဲ့ဒီအချိန်တွေကအမှန်လူမျိုးတွေဟာစတင်လာတဲ့အခါမှာတိဘက်တို့ဗာမင်းအနွယ်ဖြစ်သည့်အတွက်ဟိမဝန္တာတောင်ဘက်ကနေဆင်းသက်ပြီးရောက်ရှိလာတယ်လို့သမိုင်းဆရာတွေဆိုတဲ့အတိုင်းဒီကနေ့ဘုရားရဲ့အမျိုးအနွယ်ဒီဘောနိုင်ငံမှာနေဝါရီလူမျိုးဆိုတာရှိတယ်အဲ့ဒီနေဝါရီလူမျိုးနဲ့နေပါဠိလူမျိုးနှစ်မျိုးရှိတယ်မယ်နေပါဠိတွေကကောရခါနေဝါရီဆိုတာကြတော့တကြလူမျိုးအတိုင်းဝိုင်းနေတာဖြစ်အဲ့ဒီနေဝါရီလူမျိုးတွေကလည်းတိဘက်တို့ဗာမင်းအနွယ်လို့ပြောဒါကြောင့်မို့မြန်မာစကားနဲ့သူတို့စကားတွေဟာဘုန်းကြီးတို့တမန်မလေးလာပဲနဲ့သိရတာတောင်းလမ်းဆိုတာလည်းတူတူပဲမီးဆိုတာလည်းတူတူပဲငါးဆိုတာလည်းတူတူပဲရှည်တဲ့ကငါးပဲဖြစ်စေကနန်းငါးပဲဖြစ်စေသူတို့လည်းငါးလို့သုံးတယ်ဆိုတာအဲ့တော့ရုပ်ရည်ပုံသဏ္ဍာန်ကြည့်လို့ရှင်လည်းတူတယ်ဒါကြောင့်မို့တစ်ချိန်တုန်းကမြန်မာလူမျိုးတွေကတာဂီမျိုးဟိဒုဗမာလို့ကြွေးကြော်ခဲ့ကြတာဟာဒီတမိုင်းကြောင်းရမမှန်ဘူးလို့တော့ပြောလို့မရဘူးเนาะအကြောင်းရှိတယ်တကောင်အစဗမာအစတကောင်ကလို့ဆိုတဲ့နေရာမှာဒီလူမျိုးတွေကဆင်းသက်လာတဲ့ဆက်နွယ်တွေလည်းဖြစ်နိုင်တယ်ပေါ့เนาะဖြစ်နိုင်တယ်ရိုးရည်စကားကြည့်မယ်ဆိုရင်ဖြစ်နိုင်တယ်တော့ဖြစ်တာမဖြစ်တာတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားတော်တွေဟာဘယ်ချိန်ကမြန်မာလူမျိုးတွေလက်ခံကျင့်သုံးလာသလဲဆိုတာအဲ့တော့အရေးကြီးတဲ့အချက်ပဲပေါ့ပြုရင်ကျေးမှုအကြောင်းပြောမယ်ဆိုရင်ပြုတွေဟာဗုဒ္ဓဘာသာဝင်နေလို့ဆိုတာထင်ရှားတယ်ပေါ့အဲ့လိုဘယ်ချိန်ကစဗုဒ္ဓဘာသာဖြစ်လာတယ်ဆိုတာတော့ပြောဖို့ခက်တယ်သို့တော့ဒီကနေ့ခေတ်မှာကြည့်လိုက်မယ်ဆိုရင် AD 17ရာစုနှစ်ပကံခေတ်ရှင်အရဟံနဲ့နောထဘုရင်တို့ရဲ့ကြိုးပမ်းအထောက်မှုကြောင့်ဘုရားရဲ့ဆုံးမတရားတော်တွေနဲ့တကွမြတ်စွာဘုရားဟောကြားဆုံးမတဲ့တရားတွေအသုံးပြုတဲ့ media language ဆိုတဲ့ပါဠိဘာသာမှာမြန်မာပြည်ရောက်ရှိလာတော့ဒီကနေ့ခေတ်မှာဘာပြောနိုင်တယ်လဲလို့ဆိုရင်ပါဠိနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားအသုံးပြုတဲ့ဘာသာစကားမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာအပြည့်စုံဆုံးထိမ့်သိမ်းဆော့ရှောက်ထားနိုင်တာမြန်မာပြည်လို့ပြောနိုင်တယ်ဒါကတော့သိချပါပြောနိုင်တဲ့အရာတစ်ခုဖြစ်တယ်မြန်မာပြည်မှာမြတ်စွာဘုရားရဲ့အဆုံးအမအသုံးပြုခဲ့တဲ့ပါဠိဘာသာနဲ့ပိဋက30နိကေ9ပြဓမ္မခန္ဓာပေါင်း84,000ဆိုတာပြည့်ပြည့်ဝဝရှိနေုံမြမကအသုံးပြုနေစေဟောပြောနေကြစေလိုက်နာကျင့်သုံးနေကြစေသင်ယူနေကြစေဖြစ်တယ်ဆိုတာထင်ရှားတယ်ခဏခေတ်မှာအဘိဓမ္မာသင်္นานတွေဖွင့်ပြီးတော့ရဟန်းတန်ဃာတွေသာမကလူပုဂ္ဂိုလ်များတောင်မြတ်စွာဘုရားရဲ့ဆုံးမစကားတွေသင်ယူနေကြတယ်အဲ့လိုသင်ယူနေခြင်းဟာအတိုင်းအတာတစ်ခုရမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ကြီးရင်းနဲ့နှလုံးထဲရောက်ရှိနေခြင်းပဲဖြစ်တယ်ဒီလိုမြတ်စွာဘုရားရဲ့ဆုံးမတရားတွေပြည့်ပြည့်ဝဝရှိပါလေရဲ့မိမိတို့ကိုယ်တိုင်ကလည်းဘုရားဘာသာကိုအဖြစ်ခံယူထားပါလေရဲ့ဒါတွေကိုရှီမန်းတောင်မသိပဲနဲ့
ချိန်တွေကုန်လွန်သွားမယ်ဆိုရင်အလွန်နှမျောစရာကောင်းတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်အချိန်တွေကောင်းကြီးတစ်ခုကျုံတော့လည်းပဲထိုအချိန်တွေကောင်းကိုအသုံးချတတ်တဲ့ပုဂ္ဂိုလ်များသာလဲအကျိုးရှိမှာဖြစ်တယ်အခွင့်ကောင်းဆိုတာအများအတွက်ဖော်ဆောင်ထားတာဖြစ်သည့်အတွက်ကြောင့်ထိုအခွင့်ကောင်းကိုသုံးချနိုင်ရင်အဲ့ဒီပုဂ္ဂိုလ်တိုးတက်ကြီးပွားတာပဲဖြစ်တယ်အခွင့်ကောင်းဆိုတာဟာထာဝရမဟုတ်ဘူးအချိန်ပိုင်းကလေးတခဏအတိုင်းအတာလေးဖြစ်ပေါ်လာတာဖြစ်တယ်အချိန်ကလည်းအတိုင်းအတာတစ်ခုရှိသလိုမိမိကိုယ်တိုင်ကလည်းပဲဘဝမှာထာဝရမဟုတ်ဘူးအတိုင်းအတာတစ်ခုသာရှိတာဖြစ်လို့အချိန်နဲ့အခုခေတ်ပြောနေကြတဲ့အချိန်နဲ့တပြေးညီလို့ပြောနေကြတယ်ချိန်နဲ့တပြေးညီဆိုတဲ့နောက်မှာဘာတွေလှုပ်တာတော့လို့မေးလိုက်တဲ့အခါကျတော့တန်မိုးရှိတာဟုတ်ချင်မှဟုတ်တယ်အဲ့တော့အချိန်နဲ့တပြေးညီဆိုတာအခွင့်ကောင်းရနေတဲ့အခိုက်မှာဟာကိုယ့်ရဲ့တန်ဖိုးတစ်ခုကိုရအောင်ယူနိုင်ဖို့လိုအပ်တယ်ပေါ့တန်ဖိုးလို့ဆိုတာကိုပါဠိစာပေမှာတာရလို့သုံးတယ်အနှစ်တာရခုခေတ်ကအင်္ဂလိပ်စကားနဲ့ကျတော့ value ပေါ့နော်အဲ့ဒီတန်ဖိုးဟာအလုံးအသုံးချနေတာတွေအကုန်လုံးကတန်ဖိုးလားလို့တေချာစဉ်းစားကြည့်လိုက်လို့ရှိရင်တန်ဖိုးလို့ထင်ရတဲ့အရာတိုင်းဟာတန်ဖိုးမဟုတ်ဘူးပေါ့ခွန်ကြီးတို့ရထားတဲ့ဘဝလေးတစ်ခုပဲကြည့်လူရဲ့ယုတ်ခန္ဓာဆိုတာအတိုင်းအတာတစ်ခုတွင်မှာအိုမင်းပျက်စီးသွားမှသိချတယ်ဒါအဲ့ဒီတစ်ခုလုံးကိုအာကိုးနေသည့်အတွက်ကြောင့်ဘာတန်မိုးမှရလိုက်မှာမဟုတ်လူပြူမှုဆိုတာတခဏအတွင်းမဲ့သွားတာပဲနော်ဆေးပညာရပ်ကိုလေ့လာလို့အနာတပီကျမ်းကိုသင်ယူပြီးတော့လူရဲ့ခန္ဓာစိတ်ပိုင်းနေစိဘူးနေကြတဲ့ပုဂ္ဂိုလ်တွေခန္ဓာကိုယ်ရဲ့သဘောတဘာဝရုပ်ပိုင်းဆိုင်ရာသဘောတဘာဝကိုသိရှိနားလည်ပြီးသားဖြစ်တယ်ပေါ့အဲ့ဒါတွေအလုံးဟာခိုင်မာတဲ့အရာတစ်ခုမှမဟုတ်ဘဲနဲ့အလုံးဟာအချိန်တိုအတွင်းပျက်စီးသွားနိုင်တာဖြစ်လို့တန်ဖိုးလို့ဆိုနိုင်မှာမဟုတ်ဘူးပေါ့အဲ့ဒါလူတိုင်းရှိတဲ့အရာဝတ္ထုမြတာဖြစ်တယ်ပေါ့တန်ဖိုးဆိုတာဘယ်အရနိုင်လို့ဆိုရင်ထိုခန္ဓာကိုယ်နဲ့ပေါင်းစပ်ပြီးတော့ဖြစ်ပေါ်နေတဲ့အသိစိတ်ထဲမှာတန်ဖိုးရှာလို့ရအဲ့ဒီတန်ဖိုးကဘာလို့ဆိုသုတ္တနဲ့ပညာပေါ့သုတ္တနဲ့ပညာဆိုတာကိုကျင့်သီလရှိပြီးတဲ့နောက်မှာရှိရမယ့်အရာနှစ်ခုပြောရမယ်ဆိုလို့ရှိရင်လူဘဝရလာလို့ရှိရင်ဘဝရဲ့တန်ဖိုးဆိုတာသီလနဲ့ပညာပဲဖြစ်တယ်သီလဆိုတာကိုကျင့်တရားပညာဆိုတာကိုကျင့်တရားပေါ်မှာမိတီးပြီးတော့တိုးတက်မြင့်မားလာတဲ့အသိဉာဏ်အဲ့ဒီနှစ်ခုဟာဘဝရဲ့တန်ဖိုးပဲဖြစ်တယ်။ဘာကြောင့်တန်ဖိုးလို့ပြောတော့ဆိုခန္ဓာကိုယ်ကြီးရုပ်ပိုင်းဆိုင်ရာတွေဘယ်လိုပဲပျက်စီးသွားတော့လည်းပဲသူ့ရဲ့လူတွေရဲ့နှလုံးသားထဲမှာရောက်ရှိသွားတဲ့ပညာနဲ့သီလနဲ့ပညာကတော့ပျောက်ဆုံးသွားမှာမဟုတ်ဘူး။တဘဝပြီးတဘဝတဘဝပြီးတဘဝအဆင့်ဟာတိုးတက်လာမပျောက်ဘူးလို့ဘာကြောင့်ပြောလို့ရလဲလို့ဆိုမူလရန်ပညာသင်ထားတဲ့ကလေးတရားဟာမူလရန်စာပေတွေမေ့သွားတော့လည်းပဲအလယ်တန်းအတွက်နားလည်နိုင်စွမ်းရှိတယ်အဲ့ဒီတတ္တိလေးတွေကျန်အလယ်တန်းပညာတက်ပြီးလို့ရှိရင်ထက်တန်းပညာကိုနားလည်နိုင်စွမ်းရှိတယ်ထက်တန်းပညာတက်ပြီးရင်တက္ကသိုလ်ပညာရပ်တွေကိုနားလည်နိုင်စွမ်းရှိတယ်အဲ့ဒီလိုအဆင့်ဆင့်နားလည်မှုစွမ်းအားဟာမြင့်မားလာတယ်ဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါကြောင့်မို့ဒီတဘွားတွေမြင်မာတာလားလို့ဆိုဒီလိုမဟုတ်ဘူးလူတွေရဲ့ဘဝဆိုတာနာမည်ဆိုင်ရာကပြတ်တောက်သွားတယ်လို့မရှိဘူး process အနေနဲ့ရှိတယ်လူခန္ဓာကိုယ်ကြီးကတော့ဟောင်းနှွမ်းပြိုကျပျက်စီးပြီးဒီရုပ်ခန္ဓာကိုယ်ကြီးကတော့နောက်ဆုံးမှာညှုံနှံသင်းကြလိုက်ရတယ်ဆိုတာလူတိုင်းသိတယ်သို့တော့နာမည်ဆိုင်ရာကြတော့သူကမပြတ်တာမဟုတ်ဘူးပြတ်ပေမဲ့လို့ပြတ်တဲ့အစဉ်အဆက်ဟာနောက်ပေါ်လာတဲ့
နံပိုင်းဆိုင်ရာစွမ်းအားတွေကရှေ့ကချုပ်သွားတာတွေကတွန်းအားပေးထားခဲ့တာတွေဖြစ်သည့်အတွက်ကြောင့် energy တို့တတ္တိတို့ဆိုကြံရတဲ့သူအကောင့်ထဲမရှိတော့လည်းပဲတတ္တိစွမ်းရည်တတ္တိဟာကူးဆက်သွားတယ်အဲ့လိုစွမ်းရည်တတ္တိကူးဆက်လို့လူရဲ့ပညာရဟာမြင့်မားပြီးတော့လာတာပဲဖြစ်တယ်နံပိုင်းဆိုင်ရာတစ်ဆင့်ပြီးတစ်ဆင့်မြင့်သွားလိုက်တာပေါ့တိုးမြင့်သွားတယ်အဲ့တော့ဒီဘဝတည်းမှာလည်းပဲထင်ရှားတယ်ပညာတဖြည်းဖြည်းတိုးမြင့်လာတယ်ဆိုတာထင်ရှားဒီဘဝသာမကဒီဘဝကုံဆုံးလို့နောက်ဘဝတွေရောက်တဲ့အခါလဲပညာတိုးမြင့်သွားတယ်ဖះလောင်းဒီဗုဒ္ဓဘုရင်ကိုချိမယ်ဆိုလို့ရှိရင်ဒါဗုဒ္ဓဘာသာရဲ့ဟောပြောချက်မှာချိမြတ်စွာဘုရားဖះဖြစ်တယ်ဆိုတာကောင်းကင်ဘဝကြားလာတဲ့အချောင်ဖះမျိုးလည်းမဟုတ်ဘူးနော်ဖះဖြစ်ဖို့ဘယ်လောက်အလုံးလုံးရမယ်ဆိုတာရှိတယ်အဲ့ဒီအလုံးလုံးထားကိုလုံနိုင်သလားပါရမီ7ပါးအကျင့်တရားတွေကိုစွန့်စားတဘဝလည်းမကဘူးဘဝနဲ့မပြောဘူးကဘာနဲ့ခြေပြောတာလေးအသင်ခြေနဲ့ကဘာတသိတကဘာရဲ့ကြာနှုံးဟာမရေမတွက်နိုင်လောက်အီယံလို့ခေါ်တယ်ပေါ့ကဘာဆိုတာရှည်တွက်လို့မရလောက်အောင်ကြာတဲ့အချိန်ပိုင်းကြီးတစ်ခုကိုပါဠိစကားအစစ်ကကပ္ပလို့ခေါ်တယ်ကပ္ပဆိုတာအတိုင်းတာအပိုင်းခြားကြီးတစ်ခုကိုပြောတာမြန်မာတွေကကပ္ပအလို့ခေါ်လိုက်တာပါဠိစကားလုံးကကပ္ပဆိုတာလူတွေသတ်မှတ်ထားတဲ့အတိုင်းတာဖြစ်ရကြီးတစ်ခုလို့ဆိုလိုတယ်အီယံဆိုတဲ့ကပ္ပဟာcountless ပဲရှည်တွက်လို့မရနိုင်ဘူးနှစ်နဲ့တွက်လို့လည်းမရဘူးเนาะရက်တို့လားတို့နဲ့မပြောနဲ့နှစ်နဲ့တောင်တွက်လို့မရဘူးအလုံးကိုရှည်လျားတဲ့အခုခေတ်နောက်တိုင်းကလူတွေရေးသလိုနှစ်တန်ပေါင်းများဆိုတာတွေတို့အလင်းနှစ်ဘလောက်တို့ဆိုတာမျိုးတွေပြောတာမျိုးလိုပဲเนาะလေးအသင်ချေဆိုတာကဘာပေါင်းရှည်တွက်လို့မရတာက၄ခါကြုံခဲ့တယ်လို့ဆိုလိုတယ်ရှည်တွက်လို့ရတာကတသိန်းရှည်တွက်မရတာတွေမဲ့၄ခါတချို့ကတော့လည်းအသင်ချေဆိုတာရေတွက်လို့မရဘဲနဲ့အသင်ချေမဟုတ်ဘူးသင်ချေ၄ခါလို့ဆိုပြီးတော့ပြောတဲ့လူတွေလည်းရှိတယ်အမှန်ကတော့အဲ့လိုမဟုတ်ဘူးနော်ဘယ်လိုရေတွက်ထားတော့လို့အကြမ်းမြင်လေးပြောရမယ်ဆိုရင်ဝိတော်မူတဲ့ဖရာတွေနဲ့ရှည်တွက်တာဖြစ်တယ်ဒီပင်ကရာမြတ်စွာဘုရားနဲ့တိတ္တရမင်းသားတွေ့တယ်ပထမတိတ္တရမင်းသားရဲ့အလောင်းသူမိတာယတိတွေ့တယ်တွေ့ပြီးတော့သူ့ရဲ့ဆန္ဒပြင်းပြလာတဲ့ဖရာဖြစ်ခြင်းနဲ့ဆန္ဒကျုပ်ပန်းအထောက်မှုလုံလဝိရိယကြံ့ခိုင်တဲ့စိတ်ဓာတ်ထက်မြက်တဲ့အသိဉာဏ်ဖြစ်ပေါ်နေတဲ့ပစ္စုပန်အခြေအနေကိုကြည့်ပြီးတော့ဒီပင်ကရာမြတ်စွာဘုရားကဖြာလိုက်ပေးတာဖြစ်တယ်ဒါကမဆမ်းပါဘူးဒီကနေ့ခေတ်တောင်မှပဲပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့လေဖီအားတွေကိုကြည့်ပြီးပဲနေမုံတိုင်းတိုင်းပဲတောင်ပြောလို့ရနေတာနော်အဲ့ဒီသဘောပဲအလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကအနာဂတ်ကိုဟောတယ်ဆိုတာပစ္စုပန်အခြေအနေကိုကြည့်ဟောတာအဲ့ဒီထဲမှာယင်တွေကဖြစ်ချင်တဲ့သူမိတာရဲ့သိရဲ့ဖြစ်ချင်တဲ့ဆန္ဒကျိုးပန်းအထုတ်တဲ့လုံလဝိရိယကြံ့ခိုင်တဲ့စိတ်ဓာတ်သူ့ရဲ့အမျှော်မြင်ကြီးမားမှုဝိမာန်သဆိုတာကိုကြည့်ပြီးဒီပင်ကရာမြတ်စွာဘုရားကအေးနှစ်ပေါင်းဘလောက်သူအလုံးလုံးပြီးရင်ဖျားဖြစ်မယ်လို့ပြောတာဒါ prophecy လို့ခေါ်တယ်ဖြာထိတ်စကားလို့ဆိုတာအဲ့ဒါကိုပြောအဲ့တော့ထင်မယ်ဆိုလို့ရှိရင်ဖြာထိတ်စကားသူပြောချင်တာပြောတာဖျားမှုတကူနဲ့ပြောတယ်လို့အောင်မေးကြမှာမဟုတ်ဘူးပညာရက်တွေကရှိတယ်ပေါ့နော်ပစ္စုပန်ဖြစ်ရကိုကြည့်ပြီးတော့အနာဂတ်အဲ့ဒါကိုအနုမာနလို့ခေါ်တယ်အနုမာနနဲ့ပစ္စကနှစ်ခုကပစ္စကဆိုတာအကြောင်းအကျိုးနှစ်ခုစလုံးကိုသိရင်ပစ္စကအကြောင်းကိုသာသိတယ်အကျိုးမသိဘူးအကျိုးကိုသာသိတယ်အကြောင်းကိုမသိဘူးဆိုလို့ရှိရင်အနုမာနလို့ခေါ်တယ် inference နော်အနုမာနဆိုတာ inference
အကြောင်းတွေးထားလို့ရှိရင်အကျိုးကိုပြောလို့ရတယ်အခုမိုးလေဝသဌာနကပြောနေတာအကြောင်းကိုတွေးပြီးအကျိုးပြောနေတာနော်အကြောင်းကိုတွေးလို့ပြောတာအကျိုးတွေးပြီးရင်လည်းအကြောင်းကိုပြောလို့ရတယ်ဘာလို့ဆိုရင်မိခိုးတွေထွက်နေတယ်ဟိုဘက်မှာမိခိုးလုံးကြီးတွေတက်လာတယ်အေးအဲ့ဒီမှာမီးလောင်နေတယ်လို့မီးမမြင်ရပြီပြောလို့ရတယ်မီးခိုးမြင်တာမီးခိုးကအကျိုးမီးကအကြောင်းမီးခိုးရှိနေပြီဆိုရင်မီးရှိနေတယ်ဆိုတာသိတာအဲ့ဒါအနုမာနလို့ခေါ်တယ်အနုမာနဒီအပြည့်စုံသိတာမဟုတ်ပေမဲ့လို့အကြောင်းကိုတွေးပြီးအကျိုးကိုဖော်ထုတ်နိုင်တယ်အကျိုးတွေးပြီးအကြောင်းတရားကိုဖော်ထုတ်နိုင်တယ်ဆိုတဲ့အနုမာနနည်းနဲ့လောကကြီးမှာဟိုပညာရဆိုတာရှိခဲ့ပေါ့နော်အဲ့ဒါလို့ဘုရားဘာသာဝင်ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့လောင်းတော်ဟာဒီပင်ကရမြတ်စွာဘုရားနဲ့မင်္ဂလာမြတ်စွာဘုရားတို့ရဲ့ခြားမှာကဘာပေါင်းဘလောက်ကြာတယ်ဆိုတဲ့အရေးအတွက်ကိုမရှိနိုင်လောက်အောင်ကြာညောင်းခဲ့တဲ့အချိန်ပိုင်းကြီးကိုဖြတ်တန်းခဲ့တာဖြစ်လို့အဲ့ဒါကိုတိတ်သိမ့်ချေလို့မှတ်တာမင်္ဂလာဘုရားပြီးတဲ့အခါဘုရားပေါင်းမြောက်များစွာမပွင့်မဲနဲ့ကဘာကြီးဟာကုံဆုံးလာခဲ့တာနှစ်ပေါင်းဘလောက်ကြာတယ်ဆိုတာမသိရအောင်ကြာပြီးတော့မှကွန်တိညဘုရားပွင့်တာမင်္ဂလာဘုရားနဲ့ကွန်တိညဘုရားကြားမှာတစ်အသင်ချေလို့မှတ်တယ်ဟောနှစ်ခုဖြစ်သွားတယ်နော်နှစ်အသင်ချေဖြစ်သွားတယ်နောက်တစ်ခါနာရဒဘုရားနဲ့သောဘိတဘုရားကြားမှာလည်းပဲအခုလိုပဲအချိန်ပိုင်းကြီးဟာရေတွက်လို့မရတော့အောင်ကြာညောင်းအဲ့ဒါကလည်းတစ်အသင်ချေတစ်ခုနောက်တစ်ခါပဒုမုဒ္ဒရမြတ်စွာဘုရားရဲ့ရှေ့မှာပွင့်တော်မူတဲ့မြတ်စွာဘုရားနဲ့ပဒုမုဒ္ဒရမြတ်စွာဘုရားရဲ့ကြားမှာလည်းပဲကဘာပေါင်းဘလောက်ဆိုတာအရေးအတွက်မရှိလို့အဲ့ဒါတဲ့သင်္ချေအလုံးပေါင်းလိုက်တဲ့အခါ၄သင်္ချေလို့သူတို့ဆိုလို့တယ်အနောမတ္တိဘုရားနဲ့ပဒုမုဒ္ဒရမြတ်စွာဘုရားကြားမှာတဲ့သင်္ချေတစ်ခုအဲ့တော့ဒီပင်္ဂလာဘုရားနဲ့မင်္ဂလာဘုရားကြားမှာအသင်္ချေတစ်ခုမင်္ဂလာဘုရားနဲ့ကုဏိညာဘုရားကြားမှာတစ်ခုနာရဒဘုရားနဲ့သောဘိတဘုရားကြားမှာတစ်ခုအနောမတ္တိဘုရားနဲ့ပဒုမုဒ္ဒရမြတ်စွာဘုရားကြားမှာအသင်္ချေတစ်ခုဆို၄အသင်္ချေလို့ပြောတာပဒုမုဒ္ဒရမြတ်စွာဘုရားရဲ့ဒီဘက်နောက်မှာကြတော့ဒီကနေ့ကဘာဗဒ္ဒကဘာထီအောင်ကတသိန်းလို့ပြောတယ်နော်အဲ့ဒီလိုဒေသချင်းတဲ့ကဘာတသိန်းပေါ့ပါရမီဖြည့်ခဲ့တာတို့ဗဒ္ဒကဘာမတိုင်ခင်ထီအောင်တသိန်းပေါ့နော်ကဘာတသိန်းပါရမီဖြည့်ခဲ့တယ်ဆိုအဲ့ဒီလိုကျိုးပန်းအထုံးမှုနဲ့ပညာရက်ကိုစီးပူးအထောက်ရတာပဲဖြစ်တယ်ပညာဆိုတာပညာတစ်ခုတည်းနဲ့မရဘူးဒါကြောင့်မို့ဒီကနေ့ခေတ်မှာလူတွေရဲ့အရေးချင်းဟာပညာတိုးတက်ဖို့အတွက်ကိုယ်ချင်းတရားထိန်းသိမ်းရမယ်လို့သူဆိုတယ်အချင်းချုပ်ပြောလိုက်မယ်ဆိုလို့ရှင်လူလောကရလာတဲ့အခါမှာအရေးချင်းနှစ်ရပ်ဟာထိတဲ့ရှော့ချလို့မရတဲ့အရေးချင်းနှစ်ရပ်ကဘာလို့ဆိုရင်သီလနဲ့ပညာပဲဖြစ်တယ်ဒါကြောင့်မို့ယထသီလံတထပညာယထပညာတထသီလံသီလရှိတဲ့သီလရှိရင်ပညာရှိတယ်ပညာရှိရင်သီလရှိတယ်အဲ့တော့ပညာလို့ဆိုတာကိုဒီကနေ့ခေတ်မှာတော့သင်ယူထားတာတွေကိုပညာလို့ထင်ကြတယ်အဲ့ဒါပညာမဟုတ်သေးဘူးတုတ္တအဲ့ဒါလေးကိုကြွက်ပြအောင်ပြောဖို့ပဲနော်အဲ့တော့အရေးချင်းကတော့သီလနဲ့ပညာနှစ်ခုကိုချင်းတရားနဲ့အသိပညာနှစ်ခုပေါင်းစပ်ထားတယ်ကိုချင်းတရားနဲ့အသိပညာကို purify လုပ်ရမယ်ပညာနဲ့သီလကို purify လုပ်ရမယ်ဒီနှစ်ခုဟာပညာနဲ့ကိုချင်းတရားကိုထိန်းတယ်ကိုချင်းတရားဖြင့်အသိပညာတိုးတက်အောင်လုပ်တယ်ဆိုဒီနှစ်ခုဟာအပြန်အလှန်နော်ထိန်းကြောင်းထားတဲ့လူရဲ့အရေးချင်းနှစ်ရပ်ပဲဖြစ်တယ်တစ်ခုပြိုလဲသွားရင်နောက်တစ်ခုကလည်းပြိုလဲသွားတယ်ကိုချင်းတရားပြတ်သွားတဲ့ပုဂ္ဂိုလ်မှာပညာမရှိဘူးဒါပေမဲ့ तू သိတယ် तू သင်ထားတာပညာမဟုတ်ဘူးသို့တော့လူတွေကအဲ့ဒါကိုပညာလို့ခေါ်ကြတယ်ပညာလို့ခေါ်နေကြတယ်အဲ့တော့သီလနဲ့ပညာသည်လူအရေးချင်းနှစ်ရပ်ဖြစ်ပြီးတော့
ဒီကနေ့နာယူမှတ်သားကြရမှာသုတ္တနဲ့ပညာအကြောင်းကိုနာယူမှတ်သားသုတ္တဆိုတာအခုလို့စေတက္ကသိုလ်တို့တခြားတက္ကသိုလ်တွေမှာသင်ကြားပို့ချနေကြတဲ့အကြောင်းအရာတွေကိုသင်ယူမှတ်သားခြင်းဟာသုတ္တပဲဖြစ်တယ်ဒါတွေဟာလူတွေကအကြောင်းတရားကိုပဲအကျိုးလို့ခေါ်လိုက်တာဒါမဆမ်းဘူးเนาะဒါမဆမ်းဘူးဒီပညာရလာမှာသုတ္တကမှပညာရမှာကိုဒါကြောင့်မို့သုတ္တမပါဘဲနဲ့ပညာမဖြစ်နိုင်လို့သုတ္တကိုအရင်လုပ်ကြရတယ်အဲ့တော့ပညာဆိုတာသုတ္တရဲ့အကျိုးလို့ပြောရမှာဖြစ်တယ်ဗမာလူမျိုးတွေပြောနေတဲ့နေစဉ်စကားကိုပဲစဉ်းစားကြည့်ဗမာတွေဟာထမင်းစားတဲ့လူမျိုးတွေဖြစ်တယ်မင်းပါချက်နေတော့ဆိုထမင်းချက်နေတယ်ပြောကြတယ်နော်ထမင်းဆိုတာချက်စရာလိုရလားမလိုဘူးချက်တာကဆန်ကိုပဲချက်မှာပဲဖြစ်တယ်သို့တော့ဆန်ချက်တယ်လို့သူကပြောဘူးထမင်းချက်တယ်လို့ပဲပြောတာဆန်ကအကြောင်းတရားထမင်းကအကျိုးတရားအကျိုးရဲ့နာမည်ကိုအကြောင်းပေါ်မှာတင်းပြီးသုံးလိုက်တာကိုဥပ္ပစာလို့ခေါ်တယ်နော်ကပ်ပြီးတော့ပြောတာလို့ဆိုလို့ဒါစကားတွေထဲမှာအများကြီးရှိတယ်ဥပ္ပစာတွေထမင်းချက်တယ်လို့ပြောတာနဲ့ထမင်းစားတယ်ဆိုတာမတူဘူးလေထမင်းစားတာကြတော့ချက်ပြီးသားစားတာမှတ်နေအဲ့ဒါကြတော့ထမင်းတိုက်ရိုက်ပဲထမင်းချက်တာကြတော့ဆန်ချက်တာလေဆန်ကိုထမင်းဖြစ်အောင်ချက်တယ်ဒါပေမဲ့ထမင်းချက်တယ်လို့ပြောအဲ့ဒါလိုပဲဘာလို့လဲပညာသင်တယ်လို့ပြောတာဒါပေမဲ့လို့တကယ်သင်ယူနေတာသုတ္တလို့ဆိုတဲ့ subject matter တွေအကြောင်းအရာတွေကိုသင်ယူနေခြင်းသာဖြစ်တယ်ပညာမဟုတ်သေးဘူးဆေးပညာလို့ခေါ်ထားတော့လည်းပဲဆေးဝါးဖော်ဆက်တဲ့နည်းတွေနော်ဆေးကုသတဲ့နည်းတွေယောဂရဲ့အခြေအနေတွေယောဂဖြစ်ပွားတဲ့အကြောင်းတရားတွေနော်ယောဂအကြောင်းတွေယောဂရဲ့ဆိုးကျိုးတွေယောဂပြောင်းနိုင်တဲ့ဆေးဝါးတွေကုသနည်းတွေဒါတွေကိုပြောတာကိုပဲဆေးပညာလို့အဲ့ဒါတွေကအားလုံးဟာ subject matter တွေကြီးပဲကောင်းတော့ပညာမဟုတ်သေးဘူးလို့ဆိုလို့အဲ့ဒါကိုသုတ္တလို့ခေါ်တယ်ပါဠိစာပေမှာဒီနှစ်ခုခွဲခြားပြီးတော့ပြောတယ်သုတ္တုတာသုတ္တဝဋ္ဌနီသိခြင်းတတ်ခြင်းနဲ့ဆန္ဒဟာသုတ္တကိုရခြင်းရဲ့အကြောင်းပဲဖြစ်တယ်အခုစေတက္ကသိုလ်မှာလာပြီးတော့ပညာသင်ကြားနေကြတဲ့ကျောင်းသူကျောင်းသားတွေဆိုတာသိခြင်းနဲ့ဆန္ဒကနေပို့လိုက်လို့ရောက်လာတာတွေပဲဖြစ်တယ်ပေါ့တတ်ခြင်းနဲ့စေပညာတတ်ခြင်းနဲ့သိခြင်းနဲ့ဆန္ဒကြောင့်မို့လို့ပမောက္ခကတိကဆရာမတွေကစေပညာနဲ့ပတ်သက်ပြီးတော့သင်ကြားပို့ချပေးကြတယ်အကြောင်းအရာတွေကိုသင်ကြားပို့ချပေးကြတယ်အဲ့ဒါတွေသင်ကြားပို့ချတဲ့အကြောင်းအရာတွေမှန်သမျှကျောင်းသားတွေသင်ယူရတဲ့အကြောင်းအရာမှန်သမျှဟာသုတ္တလို့ခေါ်တယ်ပညာကိုဖြစ်ပေါ်စေမဲ့အကြောင်းအရာမျိုးတွေသာဖြစ်တယ်လို့တို့မှတ်သားဒါသုတ္တသုတ္တုတာသုတ္တဝဋ္ဌနီဆန္ဒကြောင့်သုတ္တတွေဖြစ်လာတယ်အဲ့ဒီသုတ္တရလာပြီးတဲ့အခါမှာသုတံပညာယဝဋ္ဌနာသုတ္တကပညာကိုဖြစ်ပွားစေတယ်လို့ဆိုတယ်ဒီအကြောင်းအရာပေါ်မှာဆင်ញင်စဉ်းစားတွေးတောပြီးလက်တွေ့လှုပ်ဆောင်တဲ့အခါကျတော့မှပညာဆိုတာဖြစ်လာပဲဒါမို့လက်တွေ့အသုံးမချရင် certificate နဲ့ရရသွားမှာပဲလေ certificate ဟာပညာမဟုတ်သေးဘူးပေါ့နော်သင်္ကေတတစ်ခုများတာဖြစ်တယ်သင်္นานတစ်ခုပြည့်စုံသွားတယ်လို့ပြောတာဒါမို့ဆေးမကုတဲ့ပုဂ္ဂိုလ်တွေကြတော့လည်းဆေးမကုတတ်တော့ဘူးဖြစ်သွားတယ်သုတ္တဆိုတာမေ့သွားတယ်ပညာဆိုတာမမေ့ဘူးသုတ္တဆိုတာ subject matter အကြောင်းအရာတွေများတာဖြစ်တယ်အဲ့ဒီသုတ္တပေါ်မှာခုခေတ်စကားနဲ့ပြောမယ်ဆိုရင်သုတ္တဆိုတာစာတွေ့ပညာဆိုတာလက်တွေ့စာတွေ့လက်တွေ့နှစ်ခုပေါင်းစပ်မှကောင်းမြတ်တဲ့ရလဒ်တစ်ခုပေါ်မှာဖြစ်တယ်စာတွေ့တော့ရှိတယ်လက်တွေ့မရှိဘူးမလုပ်ရဲဘူးမကူရဲဘူးမဆုံးဖြတ်ရဲဘူးဒီလိုဟာမျိုးဖြစ်တာပေါ့နော်အဲ့တော့ပညာဆိုတာကြတော့
သိစိတ်သိရှိနားလဲသွားတော့မှပညာလို့အဲ့ဒီသုတ္တနဲ့ပညာကိုကွဲကွဲပြားပြားသဘောပေါက်နားလဲဖို့အမှန်တမ်းအရေးကြီးတယ်ဒါနားမလဲဘူးဆိုလို့ရှိရင် subject matter ကိုပညာထင်တယ်ဒါသိရင်ပြီးပြီလို့အောက်မေ့တယ်ဒါတွေကလွယ်မှားမှုပဲကောင်းတယ်ပေါ်တဲ့အခါကိုယ်ကဖြစ်ကုန်ရော experience ကလာမှသူကပညာဆိုတာဖြစ်တယ်မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေမှာဆိုအတိအကျခွဲခြားစိတ်ဖြာတာအဲ့တော့ဒီပညာရက်တွေကဘုရားဘာသာတွေမှာဘုန်းကြီးတို့မြန်မာလူမျိုးတွေပိုင်ဆိုင်ထားတဲ့ပါဠိဘာသာနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာအမြဲတမ်းစနစ်တကျဟောပြောထားတာဖြစ်တယ်သို့တော့ဒီပါဠိနဲ့ပါဠိဘာသာပါဠိ language နဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဆိုတာပမာပြည်မှာပေါ်ပေါက်တဲ့တရားဇာတမဟုတ်ဘူးပမာပြည်ပေါ်မှာဖြစ်လာတဲ့တရားဇာတပစ္စည်းမဟုတ်သို့တော့တစ်ချိန်လုံးကအိန္ဒိယနိုင်ငံမှာဟောပြောခဲ့တဲ့ပစ္စည်းအကြောင်းအရာတွေများတာဖြစ်တယ်သို့တော့အိန္ဒိယနိုင်ငံကလူတွေကဘုရားရဲ့တရားတော်တွေနဲ့ပါဠိဘာသာကိုကြောခိုင်းလိုက်တဲ့အခါမှာမြန်မာလူမျိုးတွေကမျက်မျက်နှိုးနှိုးပကံလက်ထက်ကလေးကပွေပိုက်ပြီးသိသိလာခဲ့တာခဏိထိမြန်မာလူမျိုးတွေပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်သွားမြန်မာပြည်ကတွင်းတွက်ယေရနာတွေကိုရှားယူသွားတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ပိုင်ပစ္စည်းဖြစ်တယ်လို့ပဲအိန္ဒိယနိုင်ငံမှာဖြစ်ပေါ်လာတဲ့တကယ့်ဓမ္မယေရနာတွေမြန်မာလူမျိုးတွေပိုင်ဆိုင်နေတယ်ဆိုတာကိုတတိထားဖို့လိုတယ်ပေါ့ပိုင်ဆိုင်တာဟာသူ့အတူပိုင်လာတာမဟုတ်ပိုင်အောင်လုပ်ခဲ့လို့ပိုင်တာနော်ပကန်းခေတ်ကဘိုးဘွားမိဘတွေရဲ့ကြိုးစားအထောက်မှုကြောင့်မြန်မာလူမျိုးတွေပိုင်ဆိုင်လာဘယ်ချိန်ထိပိုင်ဆိုင်လာသလဲဆိုရင်မန္တလေးခေတ်ထိအောင်ပိုင်ဆိုင်လာတယ်မန္တလေးခေတ်ရောက်တဲ့အခါကျတော့ကိုနီးကိုဟာကိုပညာရဲ့တွေနဲ့ကိုပကံဖျားတွေလည်းတည်ခဲ့တယ်ကျောင်းကန်တွေလည်းဆောက်ခဲ့ကြတယ်နော်မန္တလေးမြို့ရိုးနန်းတော်ကြီးတွေဆောက်ခဲ့တယ်ဗမာကိုပညာရဲ့နဲ့ကိုဆောက်တာဒီပကံဖျားတွေပါဆို line နဲ့ ventilation ယူထားတာတွေဆိုရင်ဒီကနေ့ခေတ်ကလူတွေကအလွယ်တကူ exhaust fan တက်ပြီးတော့လျှပ်စစ်နဲ့သုံးတာ ventilation မယူတတ်ဘူးလို့ပြောရမှာပဲဖြစ်တယ်နော်အဲ့ဒါကြီးမားတဲ့အဆောက်အဦကြီးတွေတောင်မှပဲ light ကိုဘယ်လိုယူထားတယ်လဲ ventilation ဘယ်လိုယူတယ်လဲဆိုကနေ့ခေတ်တောင်မှပဲအဲ့ဒါတော့မမြင်မှာဘူးလို့ထင်တယ်နော်သူတို့ရဲ့ဗိဓုကပညာရက်တွေဟာကြီးမားတယ်လို့ပြောရမှာဖြစ်တယ်။ခဏခေတ်ကတော့အလွယ်လုံးအလွယ်ပြတ်တာတွေပဲများတယ်။အဲ့ဒါလို့ရှေးကကိုပညာရက်နဲ့ကိုပမာတွေဟာကိုထိကိုနန်းနဲ့နေပြီးတော့ယဉ်ကျေးမှုအပြည့်အဝနဲ့နေခဲ့ကြတာဖြစ်တယ်။ပြင်သစ်နိုင်ငံကနပိုလီယန်ခေတ်ဆိုတာရှိတယ်။အဲ့ဒီနပိုလီယန်ခေတ်နဲ့ဒီကအမရပူရဘာကြီးတော်ဆိုတဲ့ဘုရင်ဘာကြီးတော်ဆိုတာမင်းတို့ကခေါ်တဲ့နာမည်ပါသမိုင်းတွေကအဲ့လိုရေးလိုက်လို့စကိုင်းမင်းလို့လည်းခေါ်တယ်မင်းတို့ရဲ့ခမည်းတော်တာယာဝတီမင်းရဲ့အကိုဖြစ်လို့ဘာကြီးတော်ခေါ်တာနော်တာဝတီမင်းနဲ့ညီကိုသူအုပ်စိုးနေတဲ့အချိန်ဟာမြန်မာဘုရင်တွေကကိုထီကိုနန်းနဲ့နေထိုင်ပြီးတော့ပြင်သစ်နဲ့ဆက်သွယ်တဲ့အခါမှာဘာကြီးတော့မင်းစီကနပိုလီယန်စီတုံးလာပေးဖို့တယ်နပိုလီယန်ကလည်းပဲဘာကြီးတော့မင်းစီတပုံလာပို့ဖို့တယ်ရာဇဝင်ထဲမှာရေးတော့ဘယ်လိုရေးတော့ဆိုဖရန်စစ်နိုင်ငံဘိုဒဘတ်မင်းထံတုံးလာပေးဖို့ခြင်းဘိုဒဘတ်ဆိုတာနပိုလီယန်ကိုခေါ်တာနပိုလီယန်ဘိုဒဘတ်အပြည့်စုံကအဲ့ဒါလို့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဟာပကန်းခေတ်လောက်ကယဉ်ကျေးနေတဲ့အချိန်တုန်းမှာဟိုမှာနော်တန်ဃာတွေဘဝတာတာပဲရှိသေးတယ်ဥရောပလေအဲ့တော့ဒါလောက်ကြီးအထင်ကြီးစရာအလို့ပေါ့မြန်မာလူမျိုးတွေကဒီအင်္ဂလိပ်စာနဲ့ရေးလိုက်ရင်အကုန်မှန်တယ်လို့ထင်နေတယ်အစွဲလန်းကြီးဖြစ်နေတယ်ဘုန်းကြီးတို့တက္ကသိုလ်တွေတောင်မှပဲဘ
ုန်းကြီးတက္ကသိုလ်တွေတောင်မှပဲပိဋကစာပေတွေကိုအင်္ဂလိပ်လိုသင်တာနဲ့တက္ကသိုလ်ပညာရပ်လို့ဖြစ်နေတယ်ဒါကြီးကပြောင်းပြရမယ်အနေထားတစ်ခုပဲ subject matter ကိုဘယ်ဟာနဲ့ပဲဖော်ဆောင်လို့ရတယ်အင်္ဂလိပ်စာကိုဘာကြောင့်သင်တာတော့လို့ဆိုတဲ့အခါအဲ့ဒီအင်္ဂလိပ်အခရာနဲ့မှတ်သားရေးသားထားတဲ့ကျမ်းတွေဘောဓုတတွေ subject matter တွေသိဖို့အတွက်သင်နေတာမှန်တယ်သူတို့ကရေးသားထားတာတွေများလာတော့သူတို့ဘာသာနဲ့သို့တော့သင်တဲ့အခါကျတော့ကိုယ့်ဘာသာနဲ့ကိုယ်သင်ပြီးကိုယ့်ဘာကိုပြောင်းလဲပြီးတော့ကိုယ်နားလဲတယ်လို့လုပ်ဖို့ရအခုကိုနဲ့နိုင်ငံချင်းနှိစက်တာတဲ့တရုတ်ပြည်မှာဆိုလို့ရှိရင်နိုင်ငံခြားထုတ်လိုက်တဲ့တခြားနိုင်ငံထုတ်တဲ့စက်ပစ္စည်းတစ်ခုဆိုရင်အခေါ်တွေအားလုံးဟာတရုတ်ဘာသာနဲ့ပြောင်းပြလိုက်တယ်လို့ပြောတယ်အကုန်ပြောင်းတာတရုတ်လိုပဲခေါ်လိုက်တယ်ထားပါတော့အခေါ်ကတော့ဘာပဲဖြစ်ကိုလူမျိုးကိုဘာသာစကားနဲ့တတိနားလဲတဲ့စကားလုံးကိုသုံးချပြီးတော့ subject matter ဟာအဓိကဆိုတာကိုသဘောပေါက်ဖို့လိုတယ်ပေါ့အဲ့လိုသဘောမပေါက်လို့ရှိရင်ဒီကနေ့ခေတ်မှာမြန်မာကလေးတွေဥဝဲဆိုပြီးပခက်ထဲကနေဆင်းတာနဲ့ international အကြောင်းပို့လိုက်တယ်ဗမာစကားတစ်လုံးမှမတတ်ဘူးအမေမခေါ်တတ်ခင်မာသားကိုသင်ပေးတယ်အဖေမခေါ်တတ်ခင်ဖာသားသင်ပေးတယ်ဆိုအဲ့ဒီကလေးလေးဟာကြီးလာလို့ရှိရင်လူကတော့ဗမာစိတ်ဓာတ်ကတော့နှုတ်ကထွက်တဲ့စကားတွေကအင်္ဂလိပ်စကားဆိုအလို့လျောက်ကပြားဘွားရောက်အောင်တွန်းပို့လိုက်တာနဲ့သွားတူနေတယ်နော်ကပြားဖြစ်သွားပြီအဲ့ဒီကလေးဟာဗမာယဉ်ကျေးမှုကိုလည်းမသိတော့ဘူးကိုယ်စကားလည်းကိုမတတ်ဘူးဆိုတဲ့အနေအထားမျိုးတွေကိုရောက်နေတယ်အခုပြည်တွင်းမှာအဲ့ဒါရောက်တာတော့စိတ်မကောင်းစရာဖြစ်တယ်အမေရိကန်နိုင်ငံမှာဗမာလူတသိန်းရှိတယ်ဆိုပါစို့အဲ့တသိန်းသောမိဘတွေကအကြောင်းကြောင့်နိုင်ငံရဲ့ခြားကိုစက်တက်တောင်းလုပ်ပြီးနေကြတယ်ပေါ့ပြောင်းရွှေ့နေကြတယ်ပေါ့နော်ပြောင်းရွှေ့နေကြလို့နေ့စဉ်လောက်ကန်စားတော့တဲ့အလုပ်တွေနဲ့ကလေးတွေကိုမကြည့်နိုင်အောင်ကြောင်းပို့အဲ့ဒီကလေးတွေကဗမာစကားမတတ်တော့ဘူးအဲ့ဒါနိုင်ငံခြားရောက်သွားလို့ကိုယ်ဘာသာစကားဆုံးရှုံးသွားတယ်ဆိုတာဒါကစိတ်ဖြေစရာတစ်ခုရှိသေးတယ်ပြည်တွင်းမြန်မာပြည်မှာနေပါလေရဲ့တန်းနဲ့ဗမာစကားမတတ်တဲ့ကလေးတွေဖြစ်တာတော့ဒါအလွန်အစမပြေတဲ့ကိစ္စတစ်ခုပဲအဲ့ဒါကြောင့်မို့ဒါတွေကတတိထားကြရမယ့်ကိစ္စတွေပဲအင်္ဂလိပ်လိုပြောတတ်ရုံနဲ့ကိစ္စပြီးလားမပြီးဘူးလမ်းပေါ်ကအင်္ဂလိပ်တွေအများကြီးရှိတယ်အင်္ဂလိပ်စကားတတ်တာပေါ့ဒါပေမဲ့သူတို့အင်္ဂလိပ်စကားတတ်တဲ့လူတိုင်းဆရာဝန်လားဘယ်ဟုတ်မလဲအင်ဂျင်နီယာလားဘယ်ဟုတ်မလဲလမ်းပေါ်လူတွေအများကြီးပဲနော် homeless တွေရှိတာပဲအမေရိကန်သွားကြည့်လဲ homeless တွေရှိတာပဲလမ်းပေါ်လူတွေအများကြီးပဲဘာသာစကားဟာဘာသာစကားတစ်ခုမျှတာဖြစ်တယ်ပေါ့အရေးကြီးဆုံးက subject matter အရေးကြီးတယ်ဘာသင်တယ်လဲဘာပညာလဲဆိုတာအရေးကြီးတယ်ပေါ့နော်အဲ့ဒါလေရေရှိစဉ်းစားတဲ့ဒီအစွမ်းရောက်တာမျိုးတော့မလိုရဘူးဒီချိန်တုန်းကမြန်မာနိုင်ငံမှာမြန်မာစကားသည်ဒိုးစကားမြန်မာစာသည်ဒိုးစာဆိုပြီးတော့ဗမာစာပဲသင်ရမယ်ဟိုကမသင်ရဘူးဆိုအဲ့ဒါလိုလေအစွမ်းမရောက်စေရသင်လားသင်ရင်သင်သို့တော့နံပါတ်1ထားရမှာကိုဆိုလိုတာက primary ကဘာလဲ secondary ကဘာလဲခွဲခြားပြီးတော့သိဖို့လိုတယ်အရင်သင်ရမှာနဲ့နောက်သင်ရမှာကိုယ့်ဘာသာစကားကိုကိုထိမ့်သိမ်းဆောက်ရှောက်ပြီးကိုယ့်ယဉ်ကျေးမှုကိုကိုတမိုးထားတတ်တဲ့စိတ်တွေကတော့ရှိရမှာပေါ့နော်ဘယ်အရာကိုမှအစွန်းလွတ်ပြီးတော့သွားလို့မရဘူးအရေးကြီးဆုံးကပညာရကသာအထီးကပဲဒီဥရောပနိုင်ငံတွေမှာသွားကြည့်လိုက်လို့ရှိရင် ABCD တွေပဲသုံးတာပဲအကုန်လုံးဘုန်းကြီးကပထမအခေါက်ဂျာမနီသွားတဲ့အခါဂျာမနီနဲ့စကားပြောရင်အမတ်တမဲ့ပြောလိုက်တယ်ကိုဗမာပြည်ကအတိအတိုင်းပြောလိုက်တာပေါ့လေဂျာမနီလည်းအင်္ဂလိပ်အခရာသုံးတာပါလားလို့ဆိုသူတို့ချက်ချင်းပြောတယ်ဆရာတော်ကအင်္ဂလိပ်အခရာမဟုတ်ဘူးတဲ့ရိုမန်အခရာဟောရောမန်အင်ပါယာကြီးကိုသူတို့
အလုံးဟာဒီစကလုံးပဲသုံးတာဒီစကလုံးအတန်ကြတော့မတူဘူးစကလုံးမတူဘူးအခရာကိုပြောတာအဖဘက်ကဒါပဲသုံးတယ်ဥရောပနိုင်ငံတွေအားလုံးဒါကိုသုံးကြတယ်ရုရှားကြတော့တွေ့ပေါ့ရုရှားစာတွေကြည့်ရင်ဖြောင်းတိပြောင်းပြန်နေရေးထားတာဒီအခရာတွေပဲဂျာမန်ကလည်းပဲဒီအခရာကိုသုံးတာပဲပြင်သစ်တို့လည်းဒီအခရာတွေပဲသုံးတာပဲဒါကသူတို့ဟာဥရောပကရောမရဲ့ယဉ်ကျေးမှုလွှမ်းမိုးခံထားရတဲ့နေရာဖြစ်သည့်အတွက်ကြောင့်ရောမအခရာကိုသုံးချတာလို့သူတို့ဆိုလိုတယ်ပေါ့နော်အဲ့တော့ဘယ်နေရာဘယ်ဒေသပဲဖြစ်ဖြစ်ကိုယ့်ရဲ့စာပေနဲ့ကိုယ့်ရဲ့ရှင်ကျေးမှုကိုမျက်နှိုးဖို့ကိုယ့်ရဲ့စာပေကိုတန်ဖိုးထားပြီးဒါကို primary ထားပြီးကျန်တာကြတော့ secondary တွေတက်ချင်တော့တက်အများကြီးသင်နေတယ်အင်္ဂလိပ်တွေမဟုတ်ဘူးဂျာမနီသွားရင်အင်္ဂလိပ်လိုပြောလို့မရတဲ့လူတွေအများကြီးရှိတယ်နော်အင်္ဂလိပ်လိုပြောလို့မရဘူးဘုန်းကြီးတို့ကအင်္ဂလိပ်လိုသင်တာကိုသူတို့ဂျာမန်လိုပြန်တယ်နော်ဂျာမန်လိုပြန်တယ်သင်တန်းကိုနှစ်ခါပြန်ရတယ်အဲ့ဒီဟိုဘက်ကနယ်သာလန်နိုင်ငံသွားတဲ့အခါကျ Dutch ဘာသာနဲ့ပြန်စကားပြောရတယ်အဲ့ဒါလို့သူတို့မှာဘာသာ2မျိုး3မျိုးတတ်တာဒီလိုဟာတော့တတ်တယ်သို့တော့ပြောတာရေးတာသားတာမှန်သမျှကိုယ့်ဘာသာစကားနဲ့ပဲကိုအကုန်လုံးသုံးတယ်အဲ့ဒါတော့မြန်မာလူမျိုးတွေတတိထားကြဖို့ကောင်းတဲ့အချက်ပေါ့နော်တရားတော်နဲ့ပတ်သက်ပြီးဘုရားရဲ့တရားတော်တွေဟာကိုယ်ဝေရမဲ့ဘာသာမျိုးတွေမဟုတ်ဘဲနဲ့ဘာသာမဟုတ်ဘဲနဲ့လက်တွေ့လိုက်နာကျင့်သုံးရမယ်လက်တွေ့ဖော်ဆောင်ရမယ်တရားတော်မြတ်တာဖြစ်တယ်တုဒ္ဒနဲ့ပညာအကြောင်းပြန်ဆက်ပြီးတော့ပြောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာသင်ယူမှတ်သားစေရာလူရဲ့အတွေးခေါ်စိတ်ဓာတ်ဆိုင်ရာမြင့်မားသွားစေတတ်တဲ့အကြောင်းအရာတွေများစွာရှိတယ်အဲ့ဒီအကြောင်းအရာရဲ့တန်ဖိုးတွေကိုဘုန်းကြီးတို့တွေသိရှိနားလည်ပြီးလက်တွေ့အကောင့်ထဲဖော်ဖို့လိုအပ်တယ်မြန်မာပြည်မှာမြတ်စွာဘုရားဟောထားတဲ့တတိတမ္ပစညကျင့်စဉ်ဆိုတာဟာမြန်မာလူမျိုးတွေရဲ့ကောင်းထဲမှာရိတ်တာဝယ်မှလောက်ရတာလို့ထင်နေတယ်ဒါလည်းလွယ်မှားမှုတစ်ခုပဲဒီတရားတွေဟာကုသိုလ်ရဖို့လုပ်တယ်လို့ထင်နေတယ်မဟုတ်ဘူးနေ့စဉ်ဘဝမှာသုံးချတဲ့တရားတွေမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဟာနေ့စဉ်ဘဝနဲ့ဆက်ဆက်နေတာကုသိုလ်လို့ဆိုတဲ့အဓိပ္ပာယ်ကအသိပညာနဲ့ဖြစ်ပေါ်စေရမယ့်အရာလို့ဆိုလိုတယ်လူရတဏ္ဍကိုကုသိုလ်လို့ဆိုတာလွယ်လွယ်မှတ်ပြထားတာသီလကုသိုလ်လို့ခေါ်တယ်ဆိုတာတွေကအလွယ်တကူမှတ်ပြထားတာတကယ်ကတော့ကုသလဆိုတဲ့အဓိပ္ပာယ်ကအင်္ဂလိပ်လိုပြန်တော့လေ wholesome လို့ပြန်တဲ့အခါ merit လို့ပြန်တာတို့အဲ့တော့သဘောပေါက်ရမှာကုသလဆိုတာအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာအသိဉာဏ်နဲ့ဖြစ်ပေါ်စေရတဲ့အလုပ်တွေလို့ဆိုလိုတယ်ပေါ့သိဉာဏ်နဲ့လုပ်တဲ့အလုပ်တွေကိုကုသိုလ်လို့ခေါ်တယ်တနည်းအားဖြင့်စိတ်ကိုကြမ်းမာစေတတ်တဲ့အလုပ်တွေလို့ဆိုတယ်ပီတိဖြစ်တယ်ဝမ်းမြောက်တယ်ကြည်နူးတယ်ကိုလုံးတဲ့အလုပ်ကိုအကြောင်းပြုပြီးတော့စိတ်ကြည်နူးတယ်ဒါတွေဟာကုသိုလ်လို့ခေါ်တာပဲဖြစ်တယ်အကုသိုလ်ဆိုတာအဲ့ဒီကုသိုလ်ရဲ့ဆန့်ကျင်ပဲအဲ့တော့ဗမာလိုရှင်းရှင်းပြောရင်အကောင်းနဲ့အဆိုးအကောင်းရှိတယ်အကောင်းဆိုတာကောင်းကျိုးတွေကိုဖြစ်ပေါ်စေလို့အကောင်းခေါ်တာအဆိုးဆိုတာဆိုးကျိုးတွေကိုဖြစ်ပေါ်စေတာလို့အဆိုးခေါ်တယ်အကောင်းနဲ့အဆိုးနှမျိုးကွဲပြားခြားနားစွာသိရှိနားလည်မှုကိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှာဟောပြောဆုံးမခဲ့တာဖြစ်တယ်အဲ့တော့သုတ္တနဲ့ပညာလို့ဆိုတဲ့အထက်မှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာသင်ယူမှတ်သားရမယ့်အချက်တွေအများကြီးပဲရှိတယ်ဥပမာတစ်ခုထုတ်ပြောရမယ်ဆိုလို့ရှိရင်နော်မနတ္တာစေပဒုဋ္ဌေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစိတ်ဆိုးစိတ်မိုက်နဲ့မင်းပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်နောက်ကပြဿနာတွေအများကြီးပါလာလိမ့်မယ်လို့ပြောတယ်နော်မမှန်ကန်တဲ့စိတ်ဓာတ်နဲ့ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်ပြဿနာတွေတတိကြီးလိုက်လာလိမ့်မယ်လို့ဒါတိတော့ဟောတာမြတ်စွာဘုရားနော်အဓိကဘာပြောဘာလို့စိတ်ထဲကအရင်တွေးတာပဲလေစိတ်တွေးပြီးတဲ့အခါမှာပြောတာလှုပ်တာခေါ်ဆောင်တာဖြစ်လာတယ်
ဒါကြောင့်မို့စိတ်ကိုဗဟိုပြုပြီးတော့မြတ်စွာဘုရားဆုံးမတာအေးမနတ္တစေပတန်နေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိအပြစ်ကင်းတဲ့စိတ်နဲ့မင်းပြောလိုက်မယ်ဆိုလိုက်မယ်ဆိုလို့ရှိရင်အပြစ်ကိုမဖြစ်စေတတ်တဲ့စိတ်ကောင်းနှလုံးကောင်းနဲ့ပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်ဆိုလိုတာအသိပညာနဲ့နော်ယုံကြည်ချက်နဲ့ဒီကိုလုံးတဲ့အလုပ်တွေပေါ်မှာအပြစ်ကင်းတဲ့အနေအထားမျိုးနဲ့ပြောမယ်လုပ်မယ်ဆိုလို့ရှိရင်အစဉ်ပြေမှုတွေနောက်ကပါလာလိမ့်မယ်လို့သူတို့ဆိုတာပေါ့ဒါစိတ်အရေးကြီးတဲ့အကြောင်းကိုမြတ်စွာဘုရားကဓမ္မပဒဒေသနာမှာသူတို့ခေါ်တာအဲ့ဒီလို subject matter တွေမြတ်စွာဘုရားရဲ့အဆုံးအမတွေမှာအများကြီးရှိတယ်နောက်တစ်ခုကပရဒုက္ခပဋ္ဌာနေနအတ္တနောဒုက္ခမေစတိသူများကိုဒုက္ခပေးပြီးတော့ကိုချမ်းသာမှုကိုကြိုးစားလို့ရှိရင်မင်းဘယ်တော့မှချမ်းသာမရဘူးလို့ဆိုတယ်ဝေရတန်တကတန်တထောဝေရသောနဗမောစတိမင်းရန်လောက်ခံနေရမှာပဲဘယ်တော့မှမင်းဟာငြိမ်းချမ်းမှုမဖြစ်နိုင်ဘူးလို့ဆိုသူများကိုဒုက္ခပေးပြီးကိုချမ်းသာမှုကိုမရှာနဲ့လို့ဆိုလိုတယ်နော်သူများကိုဒုက္ခရောက်အောင်မလုပ်နဲ့လုပ်ပြီးမှရတဲ့ချမ်းသာသည်ဒုက္ခအပေးခံရတဲ့ပုဂ္ဂိုလ်ရဲ့ရံပြုမှုနဲ့ပတ်သက်နေမှာပဲဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒီလိုအဆုံးအမတရားတော်တွေဟာမြတ်စွာဘုရားရဲ့စကားတော်ထဲမှာပိဋကတ်သုံးပုံထဲမှာအများကြီးရှိတယ်သို့တော့ဘုန်းကြီးတို့တွေလွတ်လပ်ရေးဆုံးရှုံးပြီးခဲ့တဲ့နောက်ပိုင်းကစပြီးတော့ဒီကိုထီကိုနံကိုရင်ကျေးမှုနဲ့နေလာရနေပြီးတော့အနောက်တိုင်းပညာရပ်ဘက်ကိုမျက်နှာလှည့်သွားပြီးတော့ဘုရားတရားတော်တွေပဲကြောခိုင်းတယ်လို့ဖြစ်သွားတယ်။ဘာကြောင့်ကြောခိုင်းလိုက်ရတော့ဆိုစာဝတ်နေရေးပေါ့နော်။ဒီအလုံးရဖို့တို့ကိုယ်ကျေတနာအဆင်ပြေဖို့အတွက်ဒီလိုဖြစ်သွားတယ်။သို့တော့ဒီပညာရပ်တွေကိုမိပထားဖို့လေးလာဆန်းစစ်ဖို့လိုအပ်တယ်လို့ဟုတ်ပြီတုဒ္ဒကိုသင်လို့အသိပညာတွေပညာတုဒ္ဒပေါ်မှာအခြေခံစဉ်းစားလို့ရလာတဲ့ပညာရလာပါပြီတဲ့သင်ထားတဲ့ subject matter တွေရမယံခါခေါင်းထဲမှာပြောကြပါလို့စိတ်ထဲမှာအနှောင့်အယှက်တွေဖြစ်လို့ကိုမှတ်သားထားတာတွေလည်းပျောက်သွားတတ်တယ်နော်စဉ်းစားလို့မပေါ်တာတွေလည်းရှိတယ်လူတွေမှာပမာတွေပြောတာရှိတယ်အုံနောက်6တယ်ခေါင်းထဲမှာစဉ်းစားလို့မရတော့ဘူးဆိုတဲ့အသိပညာဆုံးရှုံးမှုတွေရမယံခါကြုံတတ်တယ်အဲ့ဒီလိုအသိပညာဆုံးရှုံးမှုဟာဘာကြောင့်ကြုံတာလဲဆိုတာမြတ်စွာဘုရားကိုမေးလျောက်လို့ဖျားဖြေထားတာလေးကိုမှတ်သားနိုင်ရကြအောင်ကိုယ့်ဉာဏ်ထဲမှာအသိပညာတွေလေးလာစီးပူးထားတဲ့ပညာရက်တွေဟာပျောက်ကွယ်မသွားအောင်ဘာတွေလုပ်သင့်တယ်လဲပျောက်ကွယ်သွားတာတွေကဘာကြောင့်လဲဆိုတာသိရှိနားလည်ဖို့အတွက်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တစ်ခုကိုမှတ်သားဖို့မေခွန်မေသူကမြတ်စွာဘုရားကိုလျှောက်တယ်တပည့်တော်တို့နှစ်ပေါင်းများစွာလေ့လာမှတ်သားထားတဲ့ပညာရက်တွေဟာတဲ့မကြာခဏဖတ်ရှုလေ့လာထားတဲ့ပညာရက်တွေဟာရှမ်းပါယံခါခေါင်းထဲမှာရှင်းရှင်းလင်းလင်းကြီးကြည်လင်းလင်းကြီးပေါ်တယ်တဲ့ရမ်းပါယံခါကျတော့စဉ်းစားလို့ကိုမရဘူးမေ့တယ်တဲ့အဲ့ဒါလို့လေ့လာထားရတဲ့မေ့သွားတာဘာကြောင့်လဲအကြောင်းရှိပါသလားဆိုရသော်ဗျာအကြောင်းရှိတယ်ပညာရက်တွေမေ့သွားခြင်းရဲ့အကြောင်းတွေကဘာတွေတုံးဆိုလူစိတ်အခြေအနေတွေကြောင့်ပဲအဲ့ဒီစိတ်အခြေအနေတွေကိုသိရှိနားလည်ဖို့မြတ်စွာဘုရားကမေ့လျော့သွားခြင်းရဲ့အကြောင်းကိုရှင်းလင်းဖော်ပြတာအကြောင်းတရားက5မျိုးရှိတယ်နံပါတ်1ကဒီကာမိသန္တာလို့ခေါ်တဲ့ပျော်ပါစရာပျော်ခြင်းစရာအာယုန်တွေနဲ့စိတ်ဟာလွှမ်းမိုးခံနေရတဲ့အချိန်မျိုးကာမိသန္တာလို့ဆိုတဲ့အခါမှာအဓိပ္ပာယ်ကပိုးကျဲတယ်နော်ကာမိသန္တာဆိုတာ desire for sense of pleasure လို့ပြောရမှာဖြစ်တယ်မြန်မာလို့ဆိုလို့ရှိရင်ဒ
ဒီပြောစရာအာယုန်တွေပေါ်မှာခံစားလို့မှုပြောစရာအာယုန်တွေနဲ့ပျော်ခြင်းနဲ့စိတ်ဆန္ဒတရားကိုပြောမယ်ဆိုရင်လောဘရဲ့လွှမ်းမိုးခံရမှုတဏှာရာဂရဲ့လွှမ်းမိုးခံရမှုလို့ဆိုလိုတယ်အဲ့ဒီတဏှာရာဂလောဘရဲ့လွှမ်းမိုးခံရမှုဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ခုနအသိဉာဏ်တွေကပျောက်ကွယ်သွားနိုင်တယ်အဲ့ဒီတဏှာရာဂလွှမ်းမိုးနေတာကိုလည်းပဲဘယ်လိုဖြေပြောင်းရမှမသိဘူးဆိုလို့ရှိရင်လည်းပဲလူတွေဟာအသိဉာဏ်လွှမ်းမိုးသွားနိုင်တယ်ဟုတ်ပြီ sense of pleasure လို့ခေါ်တဲ့ပြောခြင်းစရာအာယုန်တွေပေါ်မှာပြောခြင်းတဲ့ဆန္ဒတွေပြင်းထန်ပြီးတော့လွှမ်းမိုးခံထားရပြီဆိုရင်ဘယ်လိုဒီစိတ်တွေကိုလျှော့ချရမလဲဆိုတာကိုလည်းသိရှိနားလည်ဖို့လိုတယ်မသိဘူးဆိုလို့ရှိရင်အဲ့ဒီစိတ်ဆန္ဒရဲ့ပြောခြင်းစရာအာယုန်တွေပေါ်မှာပြောခြင်းတဲ့စိတ်ဆန္ဒတွေလွှမ်းမိုးထားပြီဆိုရင်ဘယ်လိုဖြေရမှန်းလည်းမသိဘူးကိုယ့်အတွက်ကောင်းကျိုးဆိုတာလည်းမသိဘူးသူများအတွက်ကောင်းကျိုးဆိုတာလည်းမသိဘူးနှစ်ဦးလုံးအတွက်ကောင်းကျိုးဆိုတာလည်းမသိဘူးတဲ့နော်အမှန်ကန်မသိတော့အဲ့ဒါလို့အမှန်ကန်မသိတဲ့အခါမှာဒီကိုယ့်ရင်ထဲနှလုံးထဲမှာနှစ်ပေါင်းများစွာလေ့လာထားတဲ့ပညာရတ္တိဟာလည်းပဲအဲ့ဒီအချိန်မှာပျောက်ကွယ်နေစဉ်းစားလို့မရတဲ့အနေအထားမျိုးရောက်တယ်တဲ့ဒါကတစ်ချက်နော်ဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်မြတ်စွာဘုရားထင်ရှားတာဥပမာတစ်ခုပေးတယ်မှန်မရှိတဲ့ခေတ်တုန်းကခွက်ထဲမှာရေထည့်ပြီးတော့အဲ့ဒီကြီးနေတဲ့ရေကိုကိုယ်မှန်ရဲ့မျက်နှာရိပ်ကိုကြည့်ကြတာရှိတယ်ပေါ့နော်ရှေးကိုစလုံးနဲ့ခွက်ထဲထည့်ပြီးတော့ကြည့်တယ်အဲ့ဒီရေကနော်ဆေးရောင်နေဆိုးထားလိုက်မယ်ဆိုလို့ရှိရင်အနီရောင်နေဝါရောင်နေစသည်ဆိုးထားမယ်ဆိုရင်မျက်နှာရိပ်ကိုကြည့်ချင်လို့ချီလင်တဲ့မျက်နှာရိပ်တွေ့မှာမဟုတ်ဘူးတဲ့အဲ့ဒါလိုပဲကိုယ်စိတ်ဟာခံစားခြင်းနဲ့စိတ်တွေလွှမ်းမိုးနေသည့်အတွက်ကြောင့်အယောင်ဆိုးခံထားရသည့်အတွက်ကြောင့်ပညာဟာပေါ်မလာနိုင်ဘူးလို့ဆိုလိုတယ်မြတ်စွာဘုရားပညာပေါ်မလာနိုင်တာအဲ့ဒါကြောင့်ပေါ်မလာနိုင်တာတဲ့နောက်တစ်ခါဖြစ်နိုင်တဲ့အကြောင်းတစ်ခုကတော့လူတယောက်ဟာစိတ်ကိုအလိုမကျဒေါသတွေဖြစ်ပေါ်နေပြီဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲအမှန်ကန်မသိနိုင်တော့ဘူးတဲ့မှန်ကန်မသိနိုင်ဘူးစိတ်တူနေတယ်စိတ်ဆင်းရဲနေတယ်ဒေါသထွက်နေတယ်မကြေမနက်တွေဖြစ်နေတယ်ဆိုလို့ရှိရင်လေဒီအသိဉာဏ်တွေကပျောက်ကွယ်နေတတ်တယ်ဥပမာပါနဲ့တူတော့ဆိုလို့ရှိရင်မျက်နှာရိပ်ချိတဲ့ကိုချိမဲ့ရေလေးဟာဒီမီးနဲ့စူးနေအောင်တဲလိုက်လို့ရေကပွက်ဆူးနေတယ်ဆိုတဲ့ရေပွက်ဆူးနေတဲ့ရေဘူးတဲ့ကိုမျက်နှာရိပ်ဟာပေါ်မှာမဟုတ်ဘူးတဲ့ဒေါသနဲ့စူပွက်နေတဲ့ဒီစိတ်အနေထားဖြစ်နေလို့ရှိရင်ကိုသင်ထားတဲ့ပညာရတ္တိကပေါ်လာမှာမဟုတ်ပြောက်ွယ်သွားနိုင်တယ်ဒါကဒုတိယအကြောင်းတစ်ခုနောက်တတိယအကြောင်းတစ်ခုကတော့ဘာလို့ဆိုရင်လူတွေဟာကောင်းတဲ့အလုပ်လုပ်ဖို့စိတ်ဝင်စားမှုမရှိဘဲနဲ့စိတ်ရဲ့လန်းဆန်းတက်ကြွမှုဆုပ်ယုပ်သွားပြီးတော့စိတ်အားတွေပျော့သွားတဲ့အခါမျိုးလည်းရှိတတ်တယ်ဆိုလိုတာအိတ်ချင်ထိုင်းမိုင်းသွားတဲ့အခါမျိုးအဲ့ဒီလိုစိတ်အားတွေရောကြပြီးလန်းဆန်းမှုတက်ကြွမှုမရှိတဲ့အခါမျိုးမှလည်းပဲတဲ့အသိပညာဟာပြောက်ွယ်သွားနိုင်တယ်တဲ့အဲ့ဒါဘာနဲ့တူတုံးလို့ဆိုလို့ရှိရင်ကိုမျက်နှာပုံရိပ်ကိုကြည့်မဲ့ရေခွက်ထဲမှာမော်သေးမော်ညင်းနေပေါ်ကလွှမ်းလိုက်တယ်လို့ဖြစ်သွားတယ်မကြည်တဲ့ရေလိုဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့ထိနမိဋ္ဌလို့ခေါ်တဲ့စိတ်အားတွန့်ဆုတ်မှုတွေလွှမ်းမိုးလာလို့ရှိရင်လည်းပဲအသိပညာပျောက်ကွယ်သွားနိုင်တယ်တဲ့နောက်တစ်ခုကတော့ဥဒိစ္စနဲ့ကုက္ကုစ္စဥဒိစ္စဆိုတာစိတ်ကိုစုစည်းလို့မရအောင်စိတ်တွေလွင်ပါတာကုက္ကုစ္စဆိုတာကိုယ့်ရဲ့အမှားတစ်ခုပေါ်မှာစိတ်ပူနေတာအဲ့ဒီနှစ်ခုလုံးဟာလည်းပဲအသိပညာကိုပျောက်ကင်းစေတတ်တယ်တဲ့အသိပညာကိုရော့သွားစေတတ်တယ်ပေါ့ဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်ကိုမျက်နှာပုံရိပ်ကိုကြည့်နိုင်တဲ့ရေဟာ
လှုပ်ရှားနေတယ်လို့လှိုင်းခရက်ကလေးတွေထားနေတယ်လို့ဖြစ်နေတဲ့သဘောပဲတဲ့အဲ့ဒါမျက်နှာရိပ်ပေါ်မှာမဟုတ်ဘူးတဲ့နောက်ဆုံးတစ်ခုကတော့ဝိသိကိစ္စလို့ခေါ်တယ်ဝိသိကိစ္စဆိုတာအမှန်တရားနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်မချနိုင်လောက်အောင်စိတ်ပင်ပန်းမှုနဲ့တွေ့နေတာလူတွေဟာတခါတလေချီတုံချတုံဖြစ်ပြီးတော့မဆုံးဖြတ်နိုင်တဲ့အနေအထားတစ်ခုမျိုးရောက်တတ်တယ်ပေါ့အဲ့ဒါလို့ရောက်နေပြီဆိုလို့ရှိရင်အမှန်တရားနဲ့ပတ်သက်ပြီးမဆုံးဖြတ်နိုင်ခြင်းဟာလည်းပဲစိတ်ပင်ပန်းနေသည့်အတွက်ကြောင့်အသိဉာဏ်တွေပျောက်ကင်းသွားနိုင်တယ်တဲ့ဥပမာပါနဲ့တူတော့ဆိုရင်ကိုမျက်နှာရိပ်ကိုကြည့်မဲ့ရေခွဲဟာရှည်ထဲမှာနောက်ကျနေတယ်လှုပ်နေတယ်ညွန်းနေရှိနေတယ်သို့မဟုတ်အဲ့ဒီရေခွက်ကိုအမှောင်နဲ့ချထားတယ်ဆိုရင်မျက်နှာရိပ်ကဘယ်လိုမှမပေါ်နိုင်ဘူးအေးယမယံခါလေးလာထားတဲ့ပညာရက်တွေဟာပျောက်ဆုံးနေတာဟာနိဝရဏတရားလို့ခေါ်တဲ့ကာမိသန္တာကာမဂုဏ်အာယုန်စိတ်တွေလွှမ်းမိုးနေတဲ့လွှမ်းမိုးနေမှုဖြာပါရစိတ်အလုံးမချမကြည်မနှက်ဖြစ်နေမှုအမုန်းတရားတွေဖြစ်ပေါ်နေမှုဌိနမိတ်တစိတ်အားတွေတွန့်ဆုတ်နေမှုဥဒိစ္စကုက္ကုစ္စစိတ်တွေစူးစီးလို့မရအောင်လွင့်ပြန်နေမှုနဲ့စိတ်ပူပန်နေမှုဝိသိကိစ္စစိတ်ထဲမှာတန်တရားဖြစ်ပြီးတော့ခြေတုံချတော့မချနိုင်ဆုံးဖြတ်ချက်မချနိုင်မှုဆိုတာအဲ့ဒီတဘာဝတရားတွေကိုယ်ရင်ထဲမှာလွှမ်းမိုးလာပြီဆိုလို့ရှိရင်ကိုယ်သင်ထားတဲ့ပညာရက်တွေဟာထင်ထင်ရှားရှားခေါင်းထဲမှာပေါ်လာမှာမဟုတ်ဘူးပျောက်ကွယ်သွားတဲ့တဲ့အဲ့ဒီတော့ကိုယ်ပညာရက်တွေမမေ့မလျော့ဖြစ်ရအောင်ဒီလိုဖြစ်ရတာဟာဒီအကြောင်းတွေကြောင့်ဖြစ်တာဖြစ်တယ်ဒါကြောင့်ကာမိသန္တာဆိုတဲ့ကာမဂုဏ်အာယုန်စိတ်တွေဖြစ်ပေါ်လာတဲ့အခါမှာထွက်ပေါက်တစ်ခုရှာရမယ်။ဘာနဲ့ထွက်ပေါက်ရှာတော့ဆိုလို့ရှိရင်လူကိုတွေ့တာတယ်ဆိုလို့ရှိရင်မတင့်မတဲယွန်းစပွဲဆိုတာတွေကိုတွေးတောခြင်းဖြင့်ထွက်ပေါက်ရှာရမယ်။ပစ္စည်းကိုတွေ့တာတယ်ဆိုလို့ရှိရင်ဘယ်ရာမှမမြဲဘူးငါလည်းမမြဲဘူးဒီပစ္စည်းကလည်းမမြဲဘူးဆိုတာဆင်ញင်သုံးသပ်ခြင်းဖြင့်ထွက်ပေါက်ရှာပြာပါရဆိုတဲ့ယင်နဲ့နှလုံးထဲမှာအလိုမကျဖြစ်နေလို့ရှိရင်ကံတရားကိုဆင်ញင်စဉ်းစားခြင်းအလိုမကျဖြစ်နေတဲ့စိတ်ရဲ့အပြစ်အနာစာကိုတွေးတောခြင်းဖြင့်ထွက်ပေါက်ရှာနောက်ဆုံးမှမေတ္တာဘာဝနာတိဆောက်ခြင်းဖြင့်ကိုယ့်ရဲ့ယင်ထဲကအမုန်းကိုပြောင်းအောင်လုပ်ရမှာဖြစ်တယ်ဌိနမိဋ္ဌဆိုလို့ရှိရင်အလင်းအောင်နဲ့လန်းဆန်းလာအောင်ကိုယ်စိတ်ကိုတက်ကြွလာအောင်ကျိုးပန်းအထောက်မှုလုံလဝိရိယနဲ့ထွက်ပေါက်ရှာမှာဖြစ်တယ်ကြိုးစားရမယ်ဥဒိစ္စကုက္ကုစ္စလို့ခေါ်တဲ့ဒီစိတ်လွင့်ပြန်နေတာတို့စိတ်ထဲမှာမလုံးမိတဲ့အမှားတွေပေါ်မှာပူပန်နေတာတို့ဖြစ်ပေါ်လာလို့ရှိရင်ပြီးသားတွေကိုပြီးတယ်အခုလက်ရှိစိတ်ကိုတည်ငြိမ်အောင်တမာရီကျင့်စဉ်တစ်ခုထက်လေဝင်လေမှတ်သားခြင်းဖြင့်ဒါကိုဖယ်ဖြောင်းအောင်မှာဖြစ်တယ်ဝိသိကိစ္စတန်တရားတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့တန်တရားကင်းရကင်းကြောင်းစာပေဖတ်ရှုခြင်းမသိတာမရှင်းနေတာမေးမြန်းခြင်းတွေးတောဆင်ခြင်သုံးသပ်ခြင်းအသိဉာဏ်ကိုမြင့်တင်ခြင်းဖြင့်ဒါတွေဟာလွတ်မြောက်အောင်ကြိုးစားလို့ရတယ်လို့အဲ့ဒါကြောင့်မို့သုတ္တနဲ့ပညာနှစ်မျိုးထဲမှာပညာရက်လျှော်ပါသွားတတ်တဲ့အခါမျိုးမှာအခုလိုစိတ်ထဲမှာဖြစ်ပေါ်လာတတ်တဲ့ကာမိသန္တာဖြာပါရဌိနမိတ်တဥဒိစ္စကုက္ကုစ္စနိဝရဏဆိုတဲ့ဒီဝိသိကိစ္စဆိုတဲ့နိဝရဏတရားတွေဟာလွှမ်းမိုးခံထားရလို့ရှိရင်ပညာရက်တွေဟာထင်ရှားပေါ်လာမှာမဟုတ်ဘူးဒါတွေကိုဖယ်ရှားပြစ်နိုင်မှထင်ရှားပေါ်လာမှာဖြစ်တယ်ကိုယ့်ရင်ထဲမှာတန်ဖိုးရှိတဲ့သုတ္တနဲ့ပညာဒီနှစ်ခုအခါအားလျော်စွာဖြည့်ရှင်းပြီးဆုံးဖြတ်ပြီးထွက်ပေါက်ရှာနေတို့ကိုသိရှိနားလည်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးဆိုတာလို့ခွဲခြားရှင်းလင်းဟောကြားဆုံးမထားတာဖြစ်သည့်အတွက်ကြောင့်မိမိတို့ဟာနာယူမှတ်သားပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းဖြင့်မိမိတို့အလိုရှိတဲ့ကောင်းကျိုးချမ်းသာတွေကိုရနိုင်မှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း